ပုတ်ပူလာပြီဆိုရင်တော့ဆန်လေးတွေထည့်ပြီးတော့လော်ပါမယ်ဆန်ကိုဒီတိုင်းမလော်ဘဲနဲ့ထောင်းရင်လည်းရတယ်ပေါ့နော်ပေါ်ရနေနဲ့အနံ့လေးမှုရအောင်လို့ဆန်ကိုလော်လိုက်တယ်ဆန်လော်ကိုဒီတာလဘောဟင်းမှာကဆန်လော်ထည့်တာများလို့ရှိရင်ဟင်းကပြစ်သွားတာပေါ့နော်ဆိုတော့အရေးလေးတဲလေးစားချင်တော့ဆန်လော်နည်းနည်းပဲထည့်ပေါ့နော်အဲဆိုအရေးတဲလေးပေါ့ဆန်လော်မှုန့်လည်းသုံးလို့ရတယ်ဆန်လော်မှုန့်ဆိုရင်တော့အရေးပိုကျဲရပေါ့ပေါ်တော့ကိုဟာကိုလော်ပြီးမှပဲထောင်းပြီးတော့ထည့်မယ်ပေါ့နော်ဒါပေမဲ့အရန်ဒီပြစ်ကြီးမဖြစ်အောင်လို့ဆန်လော်နည်းနည်းပဲထည့်မယ်ပေါ့နော်ပြစ်တာကြိုက်လို့ရှိရင်တော့ဆန်လော်များများထည့်လို့ရပါတယ်ဒီဆန်လော်တာပေါ့နော်နည်းနည်းလေးသူ့အယောင်လေးပြောင်းပြီးနည်းနည်းလေးညှို့ပြီးတော့အနက်လေးနည်းနည်းမွေးလာတဲ့အထိလော်ပေးမယ်ပေါ့နော်ခုလိုမျိုးဆန်လေးတွေအညိုရောင်ပေါ့နော်ရွှေရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့ရပါပြီခုတက်သွန်ဖြူမြုပ်ပြီးထောင်းပါမယ်မြုပ်တရားတော့ကိုစားနိုင်တဲ့ပမာဏပဲထည့်ပေါ့နော်မင်းများစားချင်လည်းများများထည့်ပါဒီနွေးတည်ထားတာမှာဆူလာပြီဆိုလို့ရှိရင်တော့အရင်ဆုံးမြစ်ထည့်ပြုတ်လိုက်မယ်ပေါ့နော်မြစ်ကပြုတ်တော့ပြုတ်ပြီးသားပဲဟိုဒါခင်းချက်တဲ့ချိန်ဆိုရင်တော့မြစ်ကိုအရင်ထည့်လိုက်တာပေါ့နော်မြစ်ပြုတ်ထည့်မယ်ပြီးရင်တော့ဖြုံလေးထည့်မယ်ပေါ့နော်မာတဲ့အသီးနှံတွေကိုအရင်ဆုံးထည့်လိုက်ပါတယ်ပြီးရင်တက်သွန်ဖြူမြစ်သီးစိမ်းထောင်းထားတာထည့်ပါမယ်အဲ့ဒါလေးတွေကိုအရင်နှူးသွားအောင်ခဏဆောင်းထားလိုက်မယ်ပြီးရဆူလာပြီဆိုလို့ရှိရင်တော့ဘဲတီထည့်လိုက်ပါမယ်ကာလဘောထဲမှာကအသီးရွက်တွေကကိုကြိုက်တဲ့တက်ရထည့်လို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အသီးရွက်တွေထည့်ပြီးချက်လို့ရတယ်ပြီးရင်တော့ပြီးရဂျိုထားတာထည့်မယ်ပေါ့နော်ပြီးရဂျိုထည့်လိုက်မယ်အသီးတွေအရင်ထည့်ထားတဲ့အသီးတွေနှူးလာပြီဆိုလို့ရှိရင်တော့မှုထည့်လိုက်ပါမယ်မှုကိုလည်းကိုကြိုက်တဲ့မှုသုံးလို့ရတယ်ပေါ့နော်ပေါ်ရချက်မှာမှု2မျိုးသုံးထားတယ်ပြီးရင်တော့ဆန်လော်မုန့်ထည့်ပါမယ်ဆန်လော်မုန့်ကိုတော့ကိုက2စွန်းထည့်မယ်ပေါ့နော်ကိုကပြစ်လေးစားချင်တယ်ဆိုလို့ရှိရင်တော့ပြစ်လေးထည့်ပေါ့နော်ကြဲကြဲလေးစားချင်တော့ဆန်လော်ရှော့ထည့်ပါနောက်ဆုံးမှာတော့အရွက်ထည့်မယ်ပေါ့နော်ပူးရွက်ထည့်မယ်ဖယုံညွန့်လို့ဘာလို့လဲထည့်လို့ရပါပေါ့နော်ကိုကြိုက်ညက်တက်တဲ့အရွက်တွေထည့်စားလို့ရတယ်ကိုကတော့ပူးညွန့်ထည့်တယ်ပြီးရင်တော့စပူရွက်ထည့်ပါမယ်စပူရွက်ကတော့သဘောပေါ့နော်မကြိုက်လည်းမထည့်နဲ့ရတယ်ကဲပစုံလေးတွေနောက်ဆုံးမှာထည့်လိုက်ပါတော့မယ်ပြီးရင်တော့စားထည့်မယ်ပေါ့နော်နောက်ဆုံးမှာစားလေးထည့်မယ်တရားပါမောက်ထည့်မယ်ဆိုရင်တော့ပြီးရင်ပေါ့ငံမြည်ကြီးပေါ့နော်ပေါ့ငံမြည်ကြီးပြီးနောက်ဆုံးမှာပင်စိမ်းလေးအုပ်လိုက်ပြီးရင်တော့စားလို့ရပါပြီဒါကတော့ပိုးရိုကရင်လူမျိုးတွေရဲ့နာမည်ကြီးအစားအစာတစ်ခုဖြစ်တဲ့ကရင်တာလဘောဟင်းလေးဖြစ်ပါတယ်